ဒီနေ့ကတော့ချင်းလိုက်မှာရန်နာမည်ကြီးနေတဲ့ခောက်ဆွဲဆိုင်ကိုသွားစားမှာပဲဖြစ်ပါတယ်တကယ်လို့ဒီဆိုင်မှာလာစားမယ်ဆိုရင်ကြိုတင်ပြီးတော့ဘိုကင်ယူရရပေါ့နော်မိန်းတို့ကဘိုကင်ယူပဲနဲ့ walk in ဝင်လာတဲ့အတွက်ကြောင့်မို့လို့15မိနစ်20လောက်တော့ထိုင်ဆောင်လိုက်ရပါတယ်မိန်းကစောင့်နေရင်လည်းပေါ့နော်ဒီဆိုင်ကကော်ဖီနဲ့ခိတ်လေးတွေကိုမာဆိုင်နဲ့စောင့်မယ်ပေါ့နော်ဒီဆိုင်ကခိတ်တွေလည်းအရန်နာမည်ကြီးပြီးတော့ကော်ဖီတွေဆိုလည်းမီနူးမျိုးစုံရရပေါ့နော်ဒီဆိုင်မှာလာရင်ကာရက်စရာနေရာတွေလည်းပူစရာတော့မလိုဘူးပေါ့နော်တချို့တွေကြတော့လေဒီလိုအပြင်မှာထိုင်ပြီးစားရတယ်ဘာလို့လဲဆိုတော့အထဲမှာလူအရန်ပြည့်နေလို့ပေါ့နော်15မိနစ်လောက်စောင့်နေတဲ့နောက်ပိုင်းမှာမိန်းတို့စားလို့ရမယ့်အလဲကိုရောက်ပြီပေါ့နော်ဒီနေ့မိန်းမထားတဲ့မီနူးလေးကတော့ဆယ်မွန်ညံခိုင်กุ้งပြီးတော့ခါကြတော့ခောက်ဆွဲไก่ပြီးတော့ခါကြတော့နမ်ငို့ပေါ့နော်အဲ့ဒီရဲ့၃မျိုးမိန်းကမှာထားပါတယ်ဒါကတော့မိန်းဒီနေ့မှာထားတဲ့မီနူးလေးတွေပဲဖြစ်ပါတယ်ဒီရဲ့ဆယ်မွန်ခောက်ဆွဲအချောက်ကဒီဆိုင်ရဲ့အဓိက signature ပေါ့နော်ဒီဆိုင်လေးကဘန်တူမှာရှိပြီးတော့သူ့ရဲ့ location လေးကိုမရအောက်မှာပြန်ပြီးတော့ထည့်ထားပေးပါမယ်နော်ဒီရဲ့မီနူးလေးကတော့ salmon ညံခိုင်ကုန်းဖြစ်ပါတယ်ဒီခောက်ဆွဲထဲမှာပါတယ်ဒီရဲ့ salmon 9နဲ့တင်ပေါ့နော်ဒီရဲ့ခောက်ဆွဲတစ်ပွဲရတော်တော်လေးကိုစားလို့တန်တယ်လို့ပြောရမယ်ပေါ့နော်ဒီရဲ့ခောက်ဆွဲရဲ့အရာဓာလေးကကြတော့သူကအုံနှုံနဲ့လှုပ်ထားတဲ့အတွက်ကြောင့်မလို့အရာဓာပြပြနစ်နစ်နဲ့လေးလေးလေးဖြစ်ပါတယ်အရာဓာလေးလေးလေးကြိုက်တဲ့လူတွေအတွက်ဆိုရင်တော့ဒီရဲ့ဆိုင်ကအဆင်ပြေရပေါ့နော်ဒီရဲ့ခောက်ဆွဲနဲ့ဒီခောက်ဆွဲထဲမှာပါတယ်ပစုံဥလေးတွေနဲ့ပေါ့တွဲစားရတာအရသာတော်တော်လေးနဲ့မှကောင်းနေပေါ့နော်အရန်စားကောင်းတဲ့အတွက်ကြောင့်မို့လို့မင်းအားစကားတွေအများကြီးမပြောဘဲနဲ့စားလိုက်ပါအောင်မယ်နော်ပြီးတော့ဒါလေးကတော့ခောက်ဆွဲไก่ပဲဖြစ်ပါတယ်ဒီမီနူးကတော့မိန်းတို့မြန်မာပြည်မှာရှိတဲ့အုံတို့ခောက်ဆွဲနဲ့အရသာတူပဲပေါ့နော်ဒါမဲ့မိန်းတို့မြန်မာပြည်ကအုံတို့ခောက်ဆွဲကနည်းနည်းလေးကြဲကြဲလေးပုံစံဖြစ်ပြီးတော့ဒီကအုံတို့ခောက်ဆွဲကကြတော့အရသာလေးလေးလေးနဲ့သူတို့ကအယောင်လဲပို့ပြီးတော့တောက်တယ်ပေါ့နော်ဒါပေမဲ့လည်းသူကလည်းတစ်မျိုးစားလို့ကောင်းပါတယ်ပြီးတော့ဒီရဲ့မီနူးလေးကတော့နမ်ငို့ပဲဖြစ်ပါတယ်ဒီထဲမှာကြတော့လက်ပံပွင့်အချောက်ပြီးတော့ခါကြတော့ဝက်နံယိုပြီးတော့ခါကြတော့ဝက်သားနဲ့ဝက်တွေးပါရယ်ပေါ့နော်သူရဲ့မုံဖက်သူကကြတော့မုံဖက်နဲ့စားရပြီးတော့ဒီရဲ့ခောက်ဆွဲရလဲစားလို့တော့ကောင်းတယ်ပေါ့နော်ဒါပေမဲ့မိန်အတွက်ဆိုရင်သူကအရာတာနည်းနည်းလေးလေးရယ်ပေါ့နော်အရာတာလေးလေးကြိုက်တဲ့သူအတွက်ဆိုရင်တော့ဒီရဲ့အစားတောင်းနဲ့အဆင်ပြေရယ်ပေါ့နော်အခုကတော့မရဒီရဲ့ခိတ်လေးနဲ့အချိုလေးတဲလိုက်ပါအောင်မယ်ဒီရဲ့ခိတ်ကကြတော့ macadamia cheesecake လေးဖြစ်ပြီးတော့အရသာကောင်းတယ်ပေါ့နော်ဒီဆိုင်ကအစားတောက်တွေအကုန်လုံးကတစ်မျိုးစီကိုသူ့အရသာလေးကတော်တော်လေးနှမကိုကောင်းတယ်လို့ပြောရမယ်ပေါ့နော်မိန်းလိုမျိုးဒီလိုခောက်ဆွဲကြိုက်တဲ့လူတွေရှိတဲ့လူရှိရင်ဒီရဲ့ဆိုင်လေးကိုလာလို့ရအောင်လို့မရအောင်မှာ location လေးထည့်ထားပေးပါမယ်နော်ဒီကနေ့တော့မိန်းစားအရင်လဲများရပြီဘိုက်လဲအရင်တင်သွားပြီဆိုတော့မိန်းပြန်နာလိုက်ပါအောင်မယ်